ငါဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ဒီနေ့တိချက်အင်ဂျယ်ကိုအကျဲတပွင့်ကိုရှင်းပြပေးမယ်တေးသေးချာချာဂဂနနနားလည်သွားဖို့အတွက်ပေါ့နော်နှစ်ငါဆိုတဲ့သဘောတရားနှစ်ဆိုတဲ့အရာကစိတ်ထားကောင်းတယ်နူးညံ့မှုရှိတယ်တိုင်မွေ့မှုရှိတယ်နော်တိုင်မွေ့တယ်နူးညံ့တယ်အမေလို့တချေတို့ကိုစားပြုတယ်အဲ့ဒီမှာငါဆိုတာကပညာရှိလို့ကိုစားပြုတယ်ဒီစမင်းတို့ပုံပေါ်ကြည့်လိုက်လူတစ်ယောက်ကအရန်လက်စိတ်ထားလက်ကောင်းတယ်ဖြူစင်မှုလည်းရှိတယ်เนาะပညာလည်းအရန်ထက်တယ်အရန်လည်းတော်တယ်เนาะအဲ့ဒီလိုမျိုးဆိုရင်ဒီနှစ်ငါဆိုရဲ့အကျိုးအာနိသင်ကဘလို့ပဲဖြစ်ဖြစ်လူကြီးမင်းကိုအောင်မြင်မှုရရှိဖို့အတွက်ကိုယ့်ရဲ့အသက်ကျွမ်းထားတဲ့ပညာအသိပညာဗဟုသုတစသဖြင့်စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ပံ့ပိုးပေးနိုင်မှုရှိတယ်။နောက်ပြီးတော့အမေဆိုတဲ့တဘာဝပုံမှန်ဆိုရင်နည်းနည်းပြော့တယ်လို့အဓိပ္ပာယ်ရတယ်နော်။ဒါပေမဲ့ငါးနဲ့တွဲလိုက်တဲ့အခါကျတော့အမေကပြော့တယ်ညင်တာတယ်ဆိုပေမဲ့အမေကပညာရှိတော့တစ်ခနဲ့ဆိုရင်ပြက်ပြက်သားသားနဲ့ဥဆောင်နိုင်စွမ်းရှိတဲ့အမေအသွင်ပြင်ကိုပြတာတယ်နော်။ Okay ဒါကြောင့်မလို့နှစ်ငါးဆိုတဲ့နံပါတ်ဒီကောင်းတဲ့ရင်တွေလည်းရှိတယ်။ကောင်းတဲ့ရင်တွေလည်းရှိတယ်ဒါကြောင့်မလို့ဒီနေ့ဒီချိန်မှာကိုယ့်ရဲ့ဖုန်းနံပါတ်တွေကနှစ်ငါးပါနေတယ်ဆိုရင်လူကြီးမင်းဥဆောင်နိုင်စွမ်းရှိတဲ့အနေအထားအရာကိုတာဝန်ယူနိုင်မှုရှိတဲ့အနေအထားကိုရောက်ရှိစေမှာဖြစ်တယ်။ဒီတော့နှစ်ငါးကယောက်ျားလေးတစ်ယောက်အနေနဲ့သုံးလို့ရှိရင်ဘာဖြစ်လဲအောင်မြင်မှုနေရာရရှိမှုစသဖြင့်ဒီလိုမျိုးရက်လက်ကိုရရှိစေခြင်းဖြစ်တယ်နော်မိန်းကလေးတွေရဲ့အကူအညီဆက်ချင်ဘက်မိန်းကလေးနဲ့ပတ်သက်လာလို့ရှိရင်တို့ကအကူအညီရတယ်နေရာပေးခြင်းခံရတယ်စသဖြင့်ဒီရက်လက်ကိုကောင်းကောင်းရရှိစေတယ်နော်အဲ့မှာတကယ်လို့နှစ်ငါးကိုထားတဲ့နေရာဆိုတာရှိသေးတယ် location เนาะအနေရာတစ်ချက်အမြဲပြောတယ်เนาะနံပါတ်တစ်ခုစီ location အရန်အရေးကြီးတယ်သုံးတဲ့လူအရန်အရေးကြီးတယ်သုံးတဲ့မွေးနေ့အရန်အရေးကြီးတယ်တွဲဆက်တဲ့နံပါတ်အရန်အရေးကြီးတယ်တချို့ကယောက်ျားလေးဖြစ်တယ်เนาะတွဲဆက်ထားတဲ့နံပါတ်မမှန်ဘူးဆိုရင်ဘာဖြစ်လဲဆိုတော့အလောက်ထဲမှာနေရာလူချင်းပြဿနာနောက်ပိုင်းကြုံလာစေတယ်နေရာလူတယ်ပြိုင်တယ်ခိုးတယ်ကိုကျွမ်းကျင်စွာကိုပညာရှိနဲ့လောက်ထားတဲ့အရာကိုတဦးတစ်ယောက်ကကိုယ်စီမှာဝင်ပြီးတော့နေရာလူမှုကိစ္စလေးတွေဖြစ်ပေါ်စေတယ်နောက်တစ်ချို့လူကအဲ့ဒီနေရာလူတဲ့ကိစ္စအပြင်စမ်းပွင့်လွန်မှုကြောင့်ဒါကြလေးတောင်းလို့ရှိရင်နော်စမ်းပွင့်လွန်မှုကြောင့်မိန်းကလေးကိစ္စနဲ့ပတ်သက်ပြီးတော့အရှောက်အရှင်းမရှင်းနိုင်တဲ့ပြဿနာကိုလည်းရောက်သွားစေတယ်ဒါဘာကြောင့်လဲဆိုတော့မသုံးသင့်တဲ့လူသုံးမိလို့မထားသင့်တဲ့ location နေရာမှာထားမိလို့ပဲဖြစ်တယ်ဒါကြောင့်မို့ဒီနေ့ဒီချိန်မှာနှစ်ငါးကိုယောက်ျားလေးသုံးထားတဲ့ဆိုရင်ကိုပြန်သုံးသပ်ကြည့်လိုက်ကိုဘယ်လိုအနေထားမှာရှိနေလဲရှိနေတဲ့ဒီအနေထားကိုကျင့်နှက်လားကျင့်နှက်ရင်ဆက်သုံးမကျင့်နှက်ဘူးဒီချက်ဒီလိုမျိုးမဖြစ်ခြင်းဘူးဆိုရင်ဒီချက်အင်ဂျယ်ကိုစီမှာအလောက်အနှံ့ပဲမိန်းကလေးအကြောင်းလာမယ်မိန်းကလေးကခုနကဒီချက်ပြောရတဲ့နှစ်ငါးရဲ့အားတာချက်ကိုကောင်းရတယ်ယောက်ျားလေးလိုပဲကောင်းရတယ်တို့ပေမဲ့နှစ်ငါးရဲ့ထူးဆန်းမှုကမိန်းကလေးသုံးလို့ရှိရင်ယောက်ျားလေးကလည်းကြတော့ယောက်ျားလေးသုံးတော့ဆက်ကျင်ပဲမိန်းကလေးနဲ့ပတ်သက်လာလို့ရှိရင်အကူညီကောင်းရတယ်ဘယ်လိုပြောမလဲမိန်းကလေးသုံးတဲ့အခါကျတော့ရှိရင်သူ့ရဲ့ဆက်ကျင်ဘက်လိန်ယောက်ျားလေးနဲ့ပတ်သက်လာလို့ရှိရင်ကောင်းခြင်းမင်္ဂလာအဖျားဖျားလုံးဝမရရှိစေတဲ့အဓိပ္ပာယ်ကိုရရှိတယ်အဲ့တော့နှစ်ငါးဒီမင်္ဂလေးသုံးတယ်ဆိုရင်တချို့တီချာတို့ပြောတယ်စတင်ပဲလိန်လို့ပြောလိုက်လို့ရှိရင်ကျမမလင်းမရှိဘူးကျမမတခုလက်ကျမမမုတ်ဆုံးမစတင်ပဲလိန်လို့ပြောတဲ့ခါကြလို့ရှိရင်တီချာပုတ်ပွင့်လင်းပြောမယ်နော်ကိုယူတဲ့လင်ကိုပဲပြောတာမဟုတ်ဘူးကိုအဖေကိုဦးလေးကိုမောင်ကိုသူဒါတွေအကောင်လုံးကစတင်ပဲဘယ်လေအဲ့ဒီသူတို့နဲ့ပတ်သက်လာလို့ရှိရင်အမြဲတမ်းစိတ်ညစ်နေရတယ်အဲ့တော့ကိုကလုံးဝမပတ်သက်ဘူးဆိုရင်ကိုရဲ့ပေါင်းတင်ဆက်ဆံရေးမှာမိန်းကလေးကဘယ်ကျမပေါင်းမယ်ကျန်တဲ့လူယောက်ျားလေးမှန်တယ်မြတ်ကျမလုံးဝအစီဝါရေးပေါင်းတင်ဆက်ဆံမှုလုံးဝမရှိမလောက်ဘူးမရှိဘူးဖြတ်နိုင်လို့ရှိရင်တော့လည်း okay ပါတယ်ဒါပေမဲ့လူပဲအဖေရှိတယ်ကိုရှိတယ်မောင်ရှိတယ်ဦးရှိတယ်သူရှိတယ်နော်တခါလေသားလည်းရှိတယ်ဒါပေမဲ့အဲ့ဒီသူတို့နဲ့ပတ်သက်လာလို့ရှိရင်တမျိုးမဟုတ်တမျိုးကိုယ့်ကိုအများကြီးစိတ်ဒုက္ခပေးတယ်
မင်္ဂလေးဆိုရင်တချေတော့ဘာသာရမလုံးဝကိုမတုံးဘူးလူကြီးမင်းကလူကြီးမင်းဘာပဲဖြစ်နေပါစေမတုံးတာအကောင်းဆုံးဖြစ်တယ်နောက်အခန့်မသိလို့ရှိရင်ခုနကတချေပြောတဲ့နေရလူချင်းလင်းချင်းခိုးချင်းဒီပြဿနာကိုလည်းကြုံဆုံစေတယ်ကျမ်းမာရေးလည်းညံ့စေတယ်ဓာတ်မတဲ့တဲ့ယောဂါတွေလည်းဖြစ်စေတယ်ဒါကြောင့်မလို့ဒီနေ့ကိုယ့်ရဲ့ဖုန်းနံပါတ်ထဲမှာ255နဲ့ဒီနံပါတ်ပါနေတယ်ဆိုရင်တိချဲအင်ဂျယ်ကိုပြောတဲ့စကားကိုမယုံနဲ့အယုံဆုံးသုံးသက်ဒင်းပြောတာဟုတ်လားဟေးဟုတ်တယ်ဟဲ့အေးအဲ့ဒါဆိုရင်လူကြီးမင်းရဲ့အသုံးပြုနေတဲ့ဖုန်းနံပါတ်ကအလုံးလုံးနေပြီလူကြီးမင်းကိုသူကကောင်းချင်းလေးတွေပြောတယ်လို့အစိုးချင်းကိုလည်းပေးတာဖြစ်တဲ့နေရအထိုင်မှားလို့ရှိရင်လင်းချင်းခိုးချင်းလေးတွေလည်းထိစေတယ်အဲ့ဒါကတော့ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်နော်ဒီလိုမျိုးအဓိပ္ပာယ်ရှိတယ်ဒါကြောင့်မလို့2-5ဒီတိချေတို့တချို့ကအဝါရောင်လို့တတ်မှတ်တယ်တချို့ကအနီလို့တော့လုံးဝတတ်မှတ်လိုက်တဲ့နံပါတ်တစ်ခုဖြစ်တယ်ဒီနေ့9ကိုသုံးမယ်ဆိုရင်တိချေကတော့အကြံပြုတယ်သက်ဆိုင်ရာပုဂ္ဂိုလ်ကိုကျွမ်းကျင်တယ်သူကျွမ်းကျင်တယ်ကိုယုံတယ်ဆိုရင်ရတယ်တီချယ်ကိုလည်းအဲ့လိုပဲဒါပေမဲ့ကိုသုံးပြီးတစ်နှစ်ကိုလိုချင်တဲ့ရက်လက်ပြီးသွားလို့ရှိရင်နောက်နံပါတ်အမြင့်တစ်ခုနဲ့တွဲကင်ပါလို့တီချယ်ကအကြံပြုတယ်ဘာဖြစ်လို့ဆိုတော့အဲ့လိုနံပါတ်တွေကမိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်စီးပွားရေးလုပ်မယ်ဆိုရင်ပြဿနာကြီးကြီးမားမားကိုခံရစေတယ်ပညာရေးအပိုင်းနဲ့ပတ်သက်လာလို့ရှိရင်တော့ယောက်ျားလေးတစ်စုကသုံးလို့ရတယ်ဘာဖြစ်လို့ဆိုတော့သူကအရန် brush ဖြစ်တယ်ငါပညာရေးအတွက်ကိုပဲရည်ရွယ်ပြီးသုံးမယ်ဆိုရင် okay တယ်ဆိုပြီးတယ်တခြားနေရာမှာသုံးမယ်ဆိုရင်ဒီ2-5ကိုကာကွယ်မဲ့နံပါတ်တစ်ခုမဖြစ်မနေထည့်ထားဖို့အရင်လိုအပ်တယ်2-5နဲ့ပတ်သက်ပြီးတော့စိတ်ထဲမရှင်းတာရှိသေးလားရှိလို့ရှိရင်မရှင်းတဲ့ကိစ္စထပ်မန်းလာခဲ့နော်အင်ဂျယ်ကိုကခဏရသားသမီးအားလုံးလူရယ်လို့ဖြစ်လာလို့ရှိရင် free of life ဆိုတာရှိတယ်ဘဝဆက်ဝန်တချို့က6ချက်တတ်မှတ်တယ်တချို့က8ချက်တတ်မှတ်တယ်ဘလို့ပဲတတ်မှတ်အဲ့ဒီ8ချက်စလုံးအကောင်းဆုံးဖြစ်ဖို့အတွက်ဘေးလန်းညီဖို့အတွက်တချင်အင်ဂျယ်ကိုရဲ့ဒိတ်ကျဇောတိကဖုန်းကတ်ကပန့်မိုးပေးနိုင်တယ်အဲ့တော့တချင်ဖြစ်နေတယ်တချင်ကောင်းတဲ့ရက်လက်လေးလူချင်းတယ်တချင်ဒီနေ့ဒီချိန်မှာ2-5ကျွန်တော်သုံးတယ်ကျွန်တော်အောင်မြင်မှုကိုရရှိနေပြီဒါပေမဲ့ကျွန်တော်စိတ်ထဲမှာနေရလှုပ်တဲ့ပြဿနာစပြီးပေါ်နေပြီဆိုရင်အမြန်ဆုံးလူချင်းတဲ့ရက်လက်ကိုပြောပြီးတော့အင်ဂျယ်ကိုမှာအလောက်အနှံလိုက်ပဲအဲ့ဒါဆိုရင်လူချင်းမရောက်ရှိနေတဲ့အနေအထားကနေပြီးတော့နောက်တစ်စစ်တက်ဖို့ပဲရှိမယ်အကြမရှိရအောင်နော်အင်ဂျယ်ကိုပါကျေးဇူးအများကြီးတင်ပါတယ်